အရှုံးတွေပြီးရင်အနိုင်တွေပြန်လာနိုင်မလားအားလုံးပဲမင်္ဂလာပါဗျာအခုလာမဲ့မေလ30ရက်နေ့တောက်ကြနေညမှာတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေဖြစ်တဲ့စူပါအီချန်နဲ့ထုံးမယောင်တို့ရဲ့ပွဲစဉ်တွေရှိပါတယ်စူပါအီချန်ကတော့ MV နိုင်ရထားမှုတဲ့ဂျပန်ဖိုက်တာမူကဆဲတုံနဲ့တွေ့ရမှာဖြစ်ပြီးတော့ထုံးမယောင်ကတော့ထိုင်းဖိုက်တာချက်ပတ်နဲ့ရင်ဆိုင်သွားရမှာပါအခုလာမဲ့ပွဲမတိုင်မီပြီးခဲ့တဲ့တောက်ကြနေညတုန်းက MV အနေနဲ့ထိုင်းဖိုက်တာဝီဒီခရိုင်းကိုတိုင်ပွဲရဲနဲ့ရှုံးနေသွားခဲ့ပါတယ်မြန်မာဖိုက်တာတွေအနေနဲ့လည်းပြီးခဲ့တဲ့နှစ်နောက်ပိုင်းကနေစပြီးနိုင်တဲ့လက်ရှုံးတဲ့လက်နဲ့ရလက်ဆိုးတွေရပြီးတန်တရားလဲနေခဲ့တာပါပရိသတ်တွေအနေနဲ့လည်းနိုင်တဲ့အခါမှာအသေးအံအားပေးခဲ့ကြသလိုရှုံးနေတဲ့အခါမှာလည်းဝိုင်းဝန်းထောက်ပြပြောဆိုခဲ့ကြတာပါဘလို့ပဲရှုံးရလက်တွေရမြန်မာပရိသတ်တွေအနေနဲ့ One Friday Fight ပွဲစဉ်တွေမှာမြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေပါဝင်လာတဲ့အခါတိုင်းအားပေးဝေးရမှုတွေကတော့မပြတ်ခဲ့ပါဘူးဒါဟာပရိသတ်တွေဘက်ကတာဝန်ကျေတဲ့ဆိုတာကိုပြသနေတာပါမြန်မာလက်ဝဲအနေနဲ့နီးစနစ်ပိုင်းရရောအမြင့်ကျဲမှုအပိုင်းတွေမှာပါမွေထိုင်းတက်ကိုဆယ်စုနှစ်တစ်ခုသာနောက်ကျနေခဲ့တာပါဒါကြောင့်မို့မြန်မာဖိုက်တာတွေအနေနဲ့အသေးအံစူးစမ်းကြပေမဲ့လည်းနီးစနစ်ပိုင်းကောင်းမွန်တဲ့ကစားသမားအချို့နဲ့တွေ့တဲ့အခါမှာရလက်ဆိုးတွေရရှိလာခဲ့တာပါပြီးခဲ့တဲ့ MV နဲ့ Woody Crane တို့ရဲ့ပွဲစဉ်တွေမှာဆိုရင်လည်း Woody Crane အနေနဲ့ MV ရဲ့ဟာကွက်တွေကိုရှာပြီးပွဲသိမ်းနိုင်ဖို့ကိုအကောင်းဆုံးကြိုတင်ပြင်ဆင်လာခဲ့တာပါ Woody Crane အနေနဲ့ MV ဘယ်ဝိုင်းလက်တီထိုးတဲ့အခါတွေမှာဂတ်လွတ်သွားတာကိုတိုင်ပင်ကယူပြီးအမြင့်ကန်ချက်ကိုအပိုင်ကန်ထည့်လိုက်တာပါပွဲပြီးအင်တာဗျူးမှာဆိုရင်လည်း Woody Crane အနေနဲ့အဲ့ဒီအမြင့်ကန်ချက်ကို MV နဲ့ပွဲအတွက်တေချာပြင်ဆင်လာတာပါဆိုပြီးပြောဆိုလာခဲ့တာပါဒန်ဘက်ကနီးစနစ်ပိုင်းရရောလူကောင်ရက်မောင်းပိုင်းမှာပါတာလွန်နေတာကြောင့်ပထမအချီမာတင်တိုင်ပွဲရက်နဲ့ရှုံးနေခဲ့ရတာပါဒါကြောင့်မို့အခုလာမဲ့စူပါအီချန်နဲ့ထုံးမယောင်တို့ရဲ့ပွဲစဉ်တွေမှာလည်းကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုတေချာသုံးသပ်ပြီးပြင်ဆင်လာခဲ့စေချင်ပါတယ်စူပါအီချန်နေနဲ့အခုပွဲမှာသူ့ရဲ့ပြန်ဘက်ကသူ့ထက်ကိုအရက်9လက်မလောက်ပိုရှည်တဲ့အပြင်ပွဲသိမ်းနိုင်တဲ့လက်သီးသွဲလုံးတွေလည်းရှိတဲ့အတွက်အထူးဂရုစိုက်သင့်ပါတယ်မူကဆဲသူဟာအရက်မောင်းနဲ့ reach ဘိုင်းမှာတာလုံးနဲ့ဆိုပေမဲ့တခြားဖိုက်တာတွေလိုအကွာဝေးထိန်းလုံးပြီးအမှတ်ကြီးစော့တက်တဲ့ဖိုက်တာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းသူ့ရဲ့ကစားပုံကအသင်းဝင်တင်ထိုးကစားတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးဖြောက်လက်သီးတွေနဲ့တစ်ဖက်ဖိုက်တာကိုဟန်ချက်ပြအောင်လုပ်ပြီးမှဒါပွဲသိမ်းနိုင်မဲ့လက်သီးသွဲလုံးတွေကိုတောက်လျှောက်သုံးတာပါဒါကြောင့်မို့စူပါအီချန်အနေနဲ့လည်းမူကဆဲသူရဲ့ဖြောက်လက်သီးတွေကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့မူကဆဲသူကိုလက်တလုံးမှာစောက်ကြည့်ရတဲ့လောက်ကသူဟာအခုပွဲမှာအမှတ်ဆုံးဖြတ်တက်ကိုအလဲထိုးနိုင်ပွဲတာရအောင်ယူမယ်ဆိုပြီးသူ့ရဲ့ပရိသတ်တွေကိုအာမခံနေတာပါဒီပွဲမှာစူပါအီချန်နေနဲ့အာတာနိုင်တာကစိတ်ရှိမှုနဲ့မြန်ဆန်မှုလို့ထင်ပါတယ်တစ်ဖက်ပြန်ဘက်ဖိုက်တာကလဲထိုးနဲ့အနိုင်ရလို့စောများနေတာပါစူပါအီချန်ဟာဒါကိုခွင့်ကောင်းယူပြီးအဝင်ထွက်မြင်မြန်နဲ့မူကဆဲသူကိုအမားတွေလုံးမိအောင်စိတ်ဆွပြီးကစားတင်ပါတယ်နောက်ထပ်တစ်ပွဲအနေနဲ့ထုံးမယောင်နဲ့ထိုင်းဖိုက်တာချက်ပတ်တို့ရဲ့ပွဲအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်ထုံးမယောင်ဟာပြီးခဲ့တဲ့2024နိုဝင်ဘာလတုန်းကမော်ရိုကိုဖိုက်တာဇာအီဒီရဲ့ဟက်ကစ်ကြောင့်ရှုံးပွဲကြုံတွေ့ထားရတာပါအဲ့ဒီပွဲပြီးခဲ့တဲ့ကဆိုပွဲပြန်မထိုးဖြစ်တာ6လလောက်ရှိနေပါပြီပြန်ဘက်ထိုင်းဖိုက်တာချက်ပတ်ကတော့သူ့ရဲ့နောက်ဆုံးပွဲကိုပြီးခဲ့တဲ့လကမှ Feather Fight မှာထိုးထားတာပါဒါကြောင့်မို့လို့လက်တလောပွဲ active ဖြစ်မှုဘိုင်းမှာဆိုရင်တော့ထိုင်းဖိုက်တာချက်ပတ်ကအနည်းငယ်တာနေပါတယ်ထိုင်းဖိုက်တာချက်ပတ်အနေနဲ့အသက်က18နှစ်သာရှိသေးတာကြောင့်ထုံးမယောင်ထက်ကိုငယ်ပါတယ်ဒါအပြင်ဒီပွဲကချက်ပတ်အတွက်ဆိုရင် One Friday Fight မှာပထမဆုံးကစားရတဲ့ One ပွဲဥထက်ပွဲလည်းဖြစ်ပါတယ်ဒါကြောင့်မို့ဒီဘိုင်းမှာတော့ One Friday Fight မှာ3ပွဲထိုးထားပြီးပြီဖြစ်တဲ့ထုံးမယောင်ကနာတပြားတာနေတယ်လို့ဆိုချင်ပါတယ်ပြန်ဘက်ဖိုက်တာချက်ပတ်ရဲ့အကြောင်းကိုဆက်ပြောရမယ်ဆိုရင်ဒီဖိုက်တာလေးဟာအသက်ငယ်တယ်ဆိုပေမဲ့ short ထွက်လို့ရတဲ့ဖိုက်တာတော့မဟုတ်ပါဘူးငွေထိုင်းပညာရပ်တွေကိုလမ်ပန် Sports School ဆိုတဲ့အားကစားကျောင်းကနေသင်ယူခဲ့တာဖြစ်ပြီးတော့အဲ့ဒီကျောင်းကထွက်တဲ့ဖိုက်တာအများစုဟာနီးစနစ်ပိုင်းနဲ့တိကျမှုအပိုင်းတွေမှာကောင်းမွန်နေတာကိုတွေ့ရပါတယ်ထိုင်းဖိုက်တာချက်ပတ်ဟာအသက်အရွယ်အဖြစ်ငယ်ရွယ်ပေမဲ့လည်း AWC Super Chat မှာချန်ပီယံကပတ်ကိုရဖူးထားပါတယ်ပွဲပေါင်း48ပွဲအထိကစားထားမှုတဲ့အပြင်နိုင်ငံခြားသားဖိုက်တာအများစုနဲ့လည်းရှင်ပြိုင်ထားမှုတာပါထိုင်းဖိုက်တာချက်ပတ်အနေနဲ့ body တိဆောက်မှုပိုင်းမှာမာကျောချစ်လစ်ပေမဲ့အရက်9ပေ8လက်မတာရှိတာကြောင့်ထုံးမယောင်နဲ့ရှင်မယ်ဆိုရင်တော့အရက်3လက်မလောက်နေနေပါတယ်တူဒီကအသုံးပြုတာကခြေကန်ချက်တွေဖြစ်ပြီးတော့ပွဲချိန်အများစုမှာဆိုရင်လည်းအဲ့ဒီခြေကန်ချက်တွေနဲ့ပဲတိုက်စစ်စဖွင့်တာပါများတော့အဖြစ် body kit တွေကိုအဓိကလက်နက်အဖြစ်အသုံးပြုတတ်ပါတယ်ဒါကြောင့်မို့ထုံးမယောင်အနေနဲ့လည်းခြေဖမ်းပြီးကောင်တာလက်သီးတွေပြန်ထိုးနိုင်ဖို့ကိုပြင်ဆင်ထားတင်ပါတယ်ထိုင်းဖိုက်တာချက်ပတ်ဟာလက်သီးပိုင်းမှာတိတ်မကောင်းပေမဲ့ခြေကန်ချက်တွေအသုံးပြုပြီးတိုင်းလက်သီးသွဲလုံးတွေနဲ့တရောင်ရိုက်ချက်တွေကိုလည်းလိုက်လာတတ်ပါတယ်ထုံးမယောင်အနေနဲ့ပြီးခဲ့တဲ့ပွဲမှာအမြင့်ကန်ချက်နဲ့ရှုံးနေထားတာဖြစ်တာကြောင့်ချက်ပတ်အနေနဲ့လည်းအဲ့ဒီအမြင့်ကန်ချက်တွေကိုပြင်ဆင်လာမှာကအသေးချာပါပဲထိုင်းဖိုက်တာချက်ပတ်ရဲ့အားနည်းချက်အနေနဲ့ကသူဟာပွဲစဉ်အများစုကိုလက်အထူနဲ့တော့ထိုးထားတာဖြစ်တဲ့အတွက်လက်အပားနဲ့အထိုးခံနိုင်မှုမာကုန်ပိုင်းမှာနည်းငယ်အားနည်းနေမှာပါဒါအပြင်သူကစားတဲ့ပွဲအများစုမှာဆိုရင်လည်းလက်သီးသွဲလုံးကောင်းတဲ့ဖိုက်တာတွေနဲ့တွေ့ရင်အနည်းငယ်ရုပ်ပြက်ပြီးအနိမ့်ဘက်ကိုရောက်သွားတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်မို့ထုံးမယောင်အနေနဲ့ပြီးခဲ့တဲ့ပွဲကအမားကိုဆင်ကျင်ပြီးအမြင့်ချေကန်ချက်တွေကိုသတိထားပြီးတော့ချက်ဖက်ရဲ့အားနည်းချက်ဖြစ်တဲ့မျက်နှာကိုထိအောင်ဝင်ထိုးနိုင်မယ်ဆိုရင်တော့ဒီပွဲစဉ်မှာအနိုင်ရသွားနိုင်ပါတယ်
ထုံးမအောင်အနေနဲ့ထိုင်းဖိုက်တာချက်ပတ်ကိုတစ်ချိန်လောက်မှလဲအောင်မထိုးထားနိုင်ရင်တော့ဝိုင်းရဲ့ထုံးစံအတိုင်းမွေထိုင်းဒီစနစ်တွေနဲ့အသားကျနေပြီးသားဖြစ်တဲ့ထိုင်းဖိုက်တာချက်ပတ်ကိုပဲအမှတ်နဲ့အနိုင်ပေးလိုက်နိုင်ပါတယ်အနည်းချုပ်အနေနဲ့ပြန်ပြောရရင်အခုလာမဲ့ပွဲမှာမြန်မာဖိုက်တာတွေဖြစ်တဲ့ထုံးမအောင်နဲ့စူပါအီချန်တို့ကပပနက်နဲ့ကစားနိုင်ခဲ့မယ်ဆိုရင်အနိုင်ရလဒ်တွေရရှိလာနိုင်တဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်ဖိုက်တာနှစ်ယောက်လုံးကလည်းပြီးခဲ့တဲ့သူတို့ရဲ့နောက်ဆုံးပွဲစဉ်တွေမှာအရှုံးရလဒ်ကိုစီကြုံထားတာမို့ဒီပွဲမှာအနိုင်ရလဒ်တွေရရှိဖို့လည်းလိုအပ်နေပါတယ်ဒါကြောင့်မို့အခုလာမဲ့ပွဲစဉ်တွေကိုအရှုံးတွေပြီးရင်အနိုင်တွေပြန်လာနိုင်မဲ့ပွဲတွေဖြစ်ပါစေလို့လည်းဆုတောင်းပေးလိုက်ချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုအဆုံးထိကြည့်ရှုပေးသူတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာနောက်လာမဲ့ဗီဒီယိုတွေကြောင့်မှပြန်တွေ့ကြပါမယ်